မိဘကောင်းတစ်ယောက်ဖြစ်ရန်လမ်းညွှန်ချက်များမင်္ဂလာပါရှင်ဒီနေ့မှာတော့ပထမဆုံးအနေနဲ့ချစ်ချင်းနဲ့နားလည်မှုဟာအရေးကြီးဆုံးပါမိဘတွေဟာကလေးတွေကိုချစ်ယုံတင်မကပဲသူတို့ရဲ့စိတ်ခံစားချက်တွေကိုလည်းနားထောင်ပေးသင့်ပါတယ်ဒီလိုနားထောင်ပေးခြင်းကမိဘကောင်းတစ်ယောက်ဖြစ်ဖို့ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းကိုမျှဝေပေးခြင်းမှာကလေးတွေကိုယုံကြည်မှုရှိလာစေပါတယ်ဒုတိယအနေနဲ့အချိန်ပေးခြင်းဟာအရေးကြီးပါတယ်မိဘတွေဘလောက်ပဲအလုပ်များနေရင်တောင်ကလေးတွေနဲ့အချိန်တစ်ချိန်ခဏပေးဖို့စူးစမ်းသင့်ပါတယ်။စကားပြောခြင်းကစားခြင်းအတူစားတောက်ခြင်းတို့ကဆက်ဆံရေးကိုခိုင်မာစေပါတယ်။တတိယအနေနဲ့သင်ကြားပေးခြင်းနဲ့ဥပမာကောင်းဖြစ်ခြင်းဖြစ်ပါတယ်။ကလေးတွေဟာမိဘတွေကိုကြည့်ပြီးသင်ယူကြတာဖြစ်တဲ့အတွက်မိဘတွေကကိုယ်တိုင်ကောင်းမွန်သောအကျင့်တွေကိုပြသပေးရပါမယ်။နောက်တစ်ချက်ကတော့စိတ်ရှည်ခြင်းနဲ့ခွင့်လွှတ်ခြင်းဖြစ်ပါတယ်။ကလေးတွေအမှားလုပ်တဲ့အခါစူပူခြင်းထက်နားလည်ပြီးမှန်ကန်တဲ့လမ်းကိုလမ်းညွှန်ပေးသင့်ပါတယ်။ထို့အပြင်အားပေးခြင်းနဲ့ထောက်ပံ့ခြင်းလည်းလိုအပ်ပါတယ်။ကလေးတွေရရှိတဲ့အောင်မြင်မှုသေးသေးလေးများကိုပင်ချီးကျူးပေးခြင်းကသူတို့ကိုယုံကြည်မှုရှိစေပြီးဆက်လက်စူးစမ်းခြင်းစေပါတယ်။နောက်ဆုံးအနေနဲ့စီးကမ်းနဲ့လမ်းညွှန်မှုလိုအပ်ပါတယ်။ချစ်ချင်းနဲ့အတူစီးကမ်းလည်းရှိရပါမယ်။ကလေးတွေကိုမှန်ကန်တဲ့လမ်းကြောင်းကိုပြသပေးဖို့လိုအပ်ပါတယ်။အကျဉ်းချုပ်အားဖြင့်မိဘကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာချစ်ချင်းနားလည်မှုအချိန်ပေးမှုသင်ကြားမှုစိတ်ရှည်မှုအားပေးမှုနှင့်စည်းကမ်းတို့ကိုပေါင်းစပ်ထားရခြင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။